လှုပ်ရှားတာအလုပ်ဒီမှာလာလှုပ်စကလေးကအခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဟိုသခိုင်းကနေဒီထိုင်းကိုတက်လာတဲ့အချိန်ကျမှရန်ကုန်မှာစာချုပ်ချုပ်တယ်စာချုပ်ချုပ်တဲ့ခါကျတော့သူတို့ကကျမတို့ကိုပြောတယ် MOU နဲ့စာချုပ်ချုပ်တယ် MOU နဲ့စာချုပ်ချုပ်တော့ဘန်ကောက်မှာကွန်ဒိုတန်ရှင်းရေးလုပ်ရမယ်သူတို့ကပြောတယ်ပြောတော့ကျမတို့ကဒီကွန်ဒိုတိုက်ခန်းစောက်ပြီးသားသူတို့ပြောစောက်ပြီးသားတွေကိုတန်ရှင်းရေးလိုက်လို့ဟိုရောက်တဲ့ခါကျတော့အဲ့လိုစောက်ပြီးသားမဟုတ်တော့ဘူးပါလဲပေါ်လုံးကွင်းနေရာတွေမှာလုပ်ရတယ်နောက်ဟိုတယ်တွေထမင်းဆိုင်တွေမှာလုပ်ရတယ်အဲ့လိုမျိုးတနေရာလိုင်းကားတွေစီးပြီးတော့လိုင်းကား3ဆင့်လောက်စီးပြီးတော့သွားရလုပ်အဆင်မပြေသူတို့ဟိုအပေါ်မှာစာချုပ်ထားတစ်မျိုးအောက်မှာခိုင်းတာတစ်မျိုးပြီးကြတော့သူတို့ကခန်းကားတွေကိုလည်းသူတို့ပြောထားတဲ့တတ်မှတ်ဈေးက900ဒီဘက်ရောက်တော့ဟိုတယောက်ကို800လောက်ကျတယ်အဲ့ဒါတွေလည်းညှိကြီးလို့လည်းအဆင်မပြေဘူး agency တွေနဲ့ညှိတဲ့နေရာတွေမှာအဆင်မပြေဘူးခက်ခဲတွေကြုံရပထမဆုံးအချိန်ရောက်လာတော့ဟိုပျော်တယ်ဗောနော်ဒီတခါမှမရောက်ဘူးတဲ့အရက်ဒေတာကိုရောက်တော့ဟိုဒီနိုင်ငံရဲ့ဟိုဒီစရောက်တော့ဘန်ကောက်ကိုရောက်တော့ဘန်ကောက်ရောက်တော့တိုင်းအမြင့်ကြီးတွေကြည့်ပြီးတော့ဒီနေရာမှာငါတို့အလုပ်လုပ်ရမှာပေါ့နည်းနည်းစိတ်ထဲမှာလှုပ်ရှားတော့